စကိုင်းဖက်ဒရယ်ယူနစ်ဂျာကာလာဖွဲ့စည်းပုံအခြေခံဥပဒေအဆင့်ဆင့်ဖြစ်ပေါ်လာပုံစကိုင်းဖက်ဒရယ်ယူနစ်ဂျာကာလာဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲဖို့အတွက်2023ခုနှစ်နိုဝင်ဘာ18ရက်မှာစကိုင်းဖက်ဒရယ်ယူနစ်ရဲ့ဂျာကာလာဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးကြိုတင်ပြင်ဆင်မှုဆိုင်ရာဥပဒေကိုစကိုင်းတိုင်းဒေသကြီးလွှတ်တော်ကအတည်ပြုပြဋ္ဌာန်းခဲ့ပါတယ်။အဲဒီဥပဒေပြဋ္ဌာန်းပြီးတဲ့အချိန်ကစလို့စကိုင်းတိုင်းဒေသကြီးလွှတ်တော်အမည်ကနေစကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်စကိုင်းတိုင်းဒေသကြီးကိုစကိုင်းဖက်ဒရယ်ယူနစ်ဆိုပြီးနာမည်တွေကိုစတင်ပြောင်းလဲခဲ့ပါတယ်။စကိုင်းနယ်တရထဲမှာပဲတနင်္သာရီနဲ့မကွေးတိုင်းတွေမှာလည်းဂျာကာလာစီမံနဲ့ဥပဒေရေးဆွဲရေးကြိုတင်ပြင်ဆင်မှုဆိုင်ရာဥပဒေကိုလွှတ်တော်၃ခုလုံးကအတည်ပြုပြဋ္ဌာန်းခဲ့ကြပါတယ်။အဲ့ဒါလို့စကိုင်းတနင်္သာရီနဲ့မကွေးတိုင်းလွှတ်တော်၃ခုလုံးကအတည်ပြုနိုင်ခဲ့တဲ့အတွက်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက2023ခုနှစ်နိုဝင်ဘာ18ရက်မှာဂုဏ်ပြုကြိုဆိုခဲ့ကြပေမဲ့တိုင်းသုံးတိုင်းတွင်းမှာရှိတဲ့ဒေသတွင်းတော်လှန်ရေးနဲ့နိုင်ငံရေးအင်အားစုတွေကကန့်ကွက်ခဲ့ကြပါတယ်။ဂျာကာလာဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးကြိုတင်ပြင်ဆင်မှုဆိုင်ရာဥပဒေကိုကန့်ကွက်ကြတဲ့ချက်ကတပ်ဆိုင်ရာတိုင်းဒေသကြီးအတွင်းမှာရှိကြတဲ့တော်လှန်ရေးအင်အားစုအသီးသီးရဲ့သဘောဆန္ဒကိုလျှို့ရှုပြီးဥပဒေကိုပြဋ္ဌာန်းလိုက်တာပါဝင်ထိုက်တဲ့အင်အားစုအသီးသီးမပါဝင်တာနဲ့ဂျာကာလာယူနစ်ဥပဒေဒါမှမဟုတ်ဂျာကာလာအစီအမံရေးဆွဲရေးကြိုတင်ပြင်ဆင်မှုဆိုင်ရာကော်မရှင်မှာမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD ကလွှမ်းမိုးနေတာတွေကြောင့်ဖြစ်ပါတယ်။အဲ့ဒါလို့ဒေတာတွင်းအင်အားစုတွေရဲ့ကန့်ကွက်မှုတွေကြောင့်တနင်္သာရီတိုင်းအနေနဲ့ဂျာကာလာအစီအမံရေးဆွဲရေးကြိုတင်ပြင်ဆင်မှုဆိုင်ရာဥပဒေမှာရှေ့မတိုးနိုင်ပဲရပ်တန့်နေခဲ့ပေမဲ့လည်းစကိုင်းနဲ့မကွေးတိုင်းတွေကဆက်လက်ချီတက်လာခဲ့ကြပါတယ်။စကိုင်းဖက်ဒရယ်ယူနစ်ဂျာကာလာဥပဒေရေးဆွဲရေးကြိုတင်ပြင်ဆင်မှုဆိုင်ရာဥပဒေမှာအခန်း၅ခန်းပါဝင်ပါတယ်။အဲဒီဥပဒေမှာမူကြမ်းရေးဆွဲရေးဥပဒေကော်မရှင်ကိုဖွဲ့စည်းရမှာစုစုပေါင်း59ဦးနဲ့ဖွဲ့စည်းရမယ်လို့ကြိုတင်ပြင်ဆင်မှုဆိုင်ရာဥပဒေအခန်း3မှာပြဋ္ဌာန်းထားပါတယ်။ပါဝင်ရမယ့်သူ59ဦးမှာအစိုးရ9ခုပါဝင်ပြီး2020ပြည့်နှစ်ပါတီစွန်အထွေထွေရွေးကောက်ပွဲမှာရွေးကောက်ခံရတဲ့လွှတ်တော်ကိုယ်စားလှယ်73ဦး2020ခုနှစ်ပါတီစွန်အထွေထွေရွေးကောက်ပွဲကရွေးကောက်ခံရတဲ့တိုင်းရင်းသားလူမျိုးစုကိုယ်စားလှယ်တွေက72ဦးစီရီယန်နိုင်ငံဝန်ထမ်းတွေက72ဦးလေးစားယုံကြည်ခံရသူတွေနဲ့တပိတ်ခေါင်းဆောင်တွေက72ဦးနဲ့နိုင်ငံရေးပါတီတွေကကိုယ်စားလှယ်72ဦးပါဝင်ရမှာဖြစ်ပါတယ်။အဲဒီကော်မရှင်မှာ2020ပြည့်နှစ်ပါတီစွန်ထွေထွေရွေးကောက်ပွဲကရွေးကောက်ခံမှတ်73ဦးနဲ့2020ပြည့်နှစ်ပါတီစွန်အထွေထွေရွေးကောက်ပွဲကရွေးကောက်ခံတိုင်းရင်းသားလူမျိုးစုအမတ်72ဦးစတဲ့အစုအဖွဲ့နှစ်ခုလုံးကအမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ပါတီ NLD အမတ်တွေဖြစ်ကြပြီးပါတီဝင်မတ်တွေကဥဆောင်လွှမ်းမိုးထားတာကိုတွေ့ရပါတယ်။အဲဒီနောက်တလခွဲခန့်အကြာမှာစကိုင်းဖက်ဒရယ်ယူနစ်ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းရေးဆွဲရေးကော်မရှင်ကို2024ခုနှစ်ဖေဖော်ဝါရီလ1ရက်မှာစကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ကအတည်ပြုဖွဲ့စည်းလိုက်ပါတယ်။မူကြမ်းရေးဆွဲရေးကော်မရှင်က2024ခုနှစ်အောက်တိုဘာ25ရက်မှာစကိုင်းဖက်ဒရယ်ယူနစ်ဂျာကာလာဖွဲ့စည်းပုံအခြေခံဥပဒေပထမအကြိမ်မူကြမ်းကိုလွှတ်တော်ထံတင်သွင်းခဲ့ပါတယ်။ဥပဒေမူကြမ်းရေးဆွဲရမှာဒေါအောင်ဆန်းစုကြည်ရဲ့ဖက်ဒရယ်မှု6ချက်21ပင်လုံညီလာခံကသဘောတူညီမှုရရှိခဲ့တဲ့ပြည်ထောင်စုသဘောတူစာချုပ်တွေ UNFC တင်သွင်းထားတဲ့ဖက်ဒရယ်မူဝါဒစာတမ်းတွေတော်လှန်ရေးဘွဲ့12ဘွဲ့ PPSD KIO KNPP တို့သဘောတူထားတဲ့အခြေခံမူ24ချက်ဖက်ဒရယ်ဒီမိုကရေစီဗြိဉ္ဉ်အစိပ်ပိုင်း1နဲ့ရှမ်းမျိုးသားများဒီမိုကရေစီအဖွဲ့ချုပ်ကထုတ်ပြန်ထားတဲ့ညီညွတ်ရေးကော်မတီရဲ့ကြီးညာစာတမ်းနဲ့တခြားမှတ်တမ်းတွေကိုကိုးကားရွေးဆွဲခဲ့ကြတာဖြစ်ပါတယ်။2025ခုနှစ်ဖေဖော်ဝါရီလရက်မှာဒုတိယအကြိမ်မူကြမ်းနဲ့2025မတ်လ24ရက်မှာတတိယအကြိမ်မူကြမ်းတွေကိုအတည်ပြုခဲ့ပါတယ်။နောက်ဆုံးအဆင့်အနေနဲ့စကိုင်းဖက်ဒရယ်ယူနစ်ဂျာကာလာဖွဲ့စည်းပုံအခြေခံဥပဒေကိုဇွန်လ25ရက်မှာစကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ကအတည်ပြုပြဋ္ဌာန်းခဲ့ပါတယ်။စကိုင်းဖက်ဒရယ်ယူနစ်ဂျာကာလာအစိုးရအဖွဲ့ကိုပထမတစ်ဖြတ်အနေနဲ့2025ခုနှစ်နိုဝင်ဘာ18ရက်ကစကိုင်းဖက်ဒရယ်ယူနစ်ဖွဲ့စည်းပုံအခြေခံဥပဒေပုံမှန်68အရဝန်ကြီးချုပ်ပြည်ဦးစိုးဦးစကိုင်းဖက်ဒရယ်ယူနစ်ဂျာကာလာဖွဲ့စည်းပုံအခြေခံဥပဒေပုံမှန်52အရလွှတ်တော်ဥက္ကဋ္ဌအဖြစ်ဦးမြင့်ထွေးနဲ့လွှတ်တော်ဒုဥက္ကဋ္ဌတာဝန်အဖြစ်ဒေါ်ဖြူဖြူဝင်းတို့ကိုခန့်အပ်တာဝန်ပေးခဲ့ပါတယ်။2025ခုနှစ်ဒီဇင်ဘာ23ရက်မှာစကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ကစကိုင်းဖက်ဒရယ်ယူနစ်ဂျာကာလာဖွဲ့စည်းပုံအခြေခံဥပဒေပုံမှန်69အရာဒုဝန်ကြီးချုပ်ဝန်ကြီး10ဦးနဲ့ရှေ့နေချုပ်တို့ကိုအစိုးရအဖွဲ့ဝင်တွေဖြစ်အတည်ပြုခဲ့ပါတယ်။စကိုင်းဖက်ဒရယ်ယူနစ်ဂျာကာလာအစိုးရအဖွဲ့ဝင်တွေဟာဒုဝန်ကြီးချုပ်အဖြစ်ဒေါက်တာအောင်နေဝင်းကာဝေးဝန်ကြီးဦးကိုအောင်ပြည်ထရေးဝန်ကြီးဦးမိုးမင်းဝင်းစီမံကိန်းနဲ့ဗန္ဒာရေးဝန်ကြီးဦးခန့်ဝေဖြိုးပညာရေးဝန်ကြီးဒေါက်တာတင်အောင်မိုးကျန်းမာရေးဝန်ကြီးဒေါက်တာ
မြင့်အောင်လူသားစာနာကူညီရေးပြန်လည်ထူထောင်ရေးနဲ့အရေးပေါ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဦးတိုးဝေအောင်လျှက်စစ်စွမ်းရည်နဲ့ဆောက်လုပ်ရေးဝန်ကြီးဦးတန်းလိုင်တစ်တော်နဲ့တရားဇသရေးရာဝန်ကြီးဦးစင်မြထွန်းတိုင်းရင်းသားလူမျိုးစုရေးရာဝန်ကြီးဦးဘွဲ့ဟုတ်ထမ်းစီပင်သားရေးဝန်ကြီးဒေါ်ရတီအုံးနဲ့ Federal Unit ရှေ့နေချုပ်ဦးအောင်ချစ်ညိုတို့ဖြစ်ပါတယ်။စကိုင်းယူနစ်ဥပဒေဇယား1နှစ်တုန်းမှာ Federal ဆင့်ကလုပ်ပိုင်ခွင့်အာဏာပြည်နယ် Unit ဆင့်ကလုပ်ပိုင်ခွင့်အာဏာနဲ့ထပ်တူကျင့်သုံးရန်အာဏာဆိုပြီးအာဏာခွဲဝေပိုင်းခြားထားပြီးမျိုးသားညီညွတ်ရေးအစိုးရကို Federal ဆင့်အစိုးရအဖြစ်အတိအမှတ်ပြုထားပါတယ်။ဒါပေမဲ့အဲ့ဒါလိုအာဏာခွဲဝေပိုင်းခြားထားပေမဲ့လည်းပုံမှန်တရားခဝေးမှာအမျိုးသားညီညွတ်ရေးအစိုးရကအကောင့်ထဲပေါ်ဆောင်ရွက်နေတဲ့မူဝါဒနဲ့မဟာဗျူဟာတွေမှာဒေသအခြေအနေပေါ်မူတည်ပြီးလိုအပ်သလိုပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရပါမယ်။အဲ့ဒါလိုဆောင်ရွက်ရမှာလဲပုံမှန်86ပါပြဋ္ဌာန်းချက်ကိုလည်းအဟံအတားမဖြစ်စေရဘူးလို့ပြဋ္ဌာန်းထားပါတယ်။အဲ့ဒီပြဋ္ဌာန်းချက်မှာပါဝင်တဲ့လိုအပ်သလိုပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရမယ်ဆိုတဲ့အတုံးလုံးကအစဉ်ပြေမှလုပ်မယ်၊တိုင်းနှစ်သက်မှလုပ်မယ်လို့တက်ရောက်စီပြီးအဲ့ဒါလိုလှုပ်ဆောင်ရမှာလဲပုံမှန်86ပါပြဋ္ဌာန်းချက်ကိုလည်းအဟံအတားမဖြစ်စေရဘူးလို့ပါရှိပြီးဝန်ကြီးချုပ်ကအဓိကဖြစ်သွားပါတယ်။ပုံမှန်86ပြဋ္ဌာန်းချက်ကစကိုင်းဖက်ဒရယ်ယူနစ်ဂျာကာလာအစိုးရရဲ့ဝန်ကြီးချုပ်ဟာစကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ကိုတာဝန်ခံရမှာဖြစ်ပြီးယူနစ်အစိုးရအဖွဲ့ဝင်အားလုံးကဝန်ကြီးချုပ်ကိုတာဝန်ခံရမယ်လို့ဖွင့်ဆိုထားပါတယ်။အဲ့ဒီပြဋ္ဌာန်းချက်ကိုကြည့်မယ်ဆိုရင်ဝန်ကြီးချုပ်ကဘယ်သူ့ကိုမှတာဝန်ခံစရာမလိုပဲဝန်ကြီးချုပ်ကစကိုင်းယူနစ်ရဲ့အမြင့်ဆုံးအာဏာရှိသူဖြစ်ပါတယ်။စကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ကိုတာဝန်ခံရမယ်လို့ဆိုပေမဲ့လည်းပါတီတစ်ခုတည်းကစိုးမိုးထားတာကြောင့်အပြန်အလှန်ထိန်းကျောင်းရမှာခက်ခဲသွားစေပါတယ်။စကိုင်းယူနစ်အစိုးရအဖွဲ့မှာဝန်ကြီးချုပ်ကအမြင့်ဆုံးအာဏာရှိသူဖြစ်နေတဲ့အပြင်လိုအပ်သလိုပေါင်းစပ်ညီနိုင်ဆောင်ရွက်ရမယ်ဆိုတဲ့အသုံးအနှုန်းကဖက်ဒရယ်သဘောတရားဖြစ်တဲ့ဖက်ဒရယ်အဆင့်နဲ့ပြည်နယ်ယူနစ်အဆင့်အာဏာခွဲမှုပုံစံပျောက်ဆုံးနေပါတယ်။စောင်းပါရဲ့ညီကုန်းပိုင်းကိုသွားကြရအောင်ပါ။စကိုင်းယူနစ်အစိုးရအဖွဲ့ရဲ့ဖွဲ့စည်းပုံဟာတိတိကျကျဆိုရပါကBorder Federalism နဲ့ကန့်ညီမှုမရှိဘူးလို့ဆိုရမှာဖြစ်ပါတယ်။အကြောင်းကတော့စကိုင်းယူနစ်ဒေသအတွင်းမှာရှိတဲ့လက်နက်ကိုင်အင်အားစုတွေနဲ့နိုင်ငံရေးအင်အားစုတွေနိုင်ငံရေးအကြေအလဲတွဲဆုံဆွေးနွေးပြီးအများစုလွှမ်းခြုံမှုကနေပေါ်ပေါက်လာတဲ့ယူနစ်အစိုးရမဟုတ်ပဲမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ပါတီကအမတ်တွေလွှမ်းမိုးနေတာကြောင့်ဖြစ်ပါတယ်။ဒါအပြင်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်စီသွားမှာဖြစ်ပြီး2008ဖွဲ့စည်းပုံမှာလည်းပြည့်ပြည့်ပြီလို့ဗြိညင်မှာပြဋ္ဌာန်းထားပေမဲ့လည်း2008အောက်ကကျင်းပခဲ့တဲ့ရွေးကောက်ပွဲရလဒ်ကိုကင်ဆွဲထားပြီးဗဟိုကပြည်နယ်ယူနစ်တွေကိုအာဏာခွဲဝေတဲ့ပုံစံကိုတွားနေတာကဖက်ဒရယ်သဘောတရားဖြစ်တဲ့ Border Federalism နဲ့ကန့်ညီမှုမရှိဘဲတပြည်ထောင်ပုံစံဖြစ်နေပါတယ်။ဒါကြောင့်2008ဖွဲ့စည်းပုံအခြေခံဥပဒေအောက်ကကျင်းပခဲ့တဲ့2020ရွေးကောက်ခံမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကအမတ်တွေကစကိုင်းယူနစ်အစိုးရအဖွဲ့ရဲ့အုပ်ချုပ်ရေးဥပဒေပြုရေးနဲ့တရားစီရင်ရေးကဏ္ဍတွေမှာပါတီတစ်ခုတည်းကလွှမ်းမိုးထားတာကိုလည်းတွေ့ရှိရပါတယ်။ဘယ်လိုပဲဖြစ်စေဒေသတွင်းကတော်လိုင်းအင်အားစုတွေကိုစီယုံပေါင်းဆက်နိုင်ရေးဒေသတွင်းပြည်ထနာတွေကိုအနည်းကပ်ဖြည့်ရှင်းဆောင်ရွက်နိုင်ရေးတရားဥပဒေစိုးမိုးရေးအခွင့်အရေးနဲ့တရားဇာတ်တွေကိုဒေါ်လာရင်းနဲ့ပြည်သူလူထုအတွက်စနစ်တကျစီမံခန့်ခွဲနိုင်ရေးအတွက်စကိုင်းဒေသဟာဂျာကာလာအစိုးရတည်းရဲ့လိုအပ်နေတာအမှန်ပဲဖြစ်ပါတယ်။အခုလိုဂျာကာလာကတည်းကဖက်ဒရယ်အုပ်မြစ်ကိုတည်ဆောက်မယ်ဆိုရင်ပုံမှုကောင်းမွန်စေမှာဖြစ်ပြီးအသွင်ကူးပြောင်းရေးကာလအတွက်ပါအခုအခင်းချင်းတိုင်းဆက်လက်ချီတက်မယ်ဆိုရင်တော့ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုနိုင်ငံတစ်ကိုတွားဖို့အတွက်နှောင့်နှေးနေဦးမှာဖြစ်ပါတယ်။ဒါကတော့စောင်းပိုင်းရဲ့နောက်ဆုံးပိုင်းကိုတင်ဆက်ပေးသွားတာဖြစ်ပါတယ်။ဒီဆောင်းပါးနဲ့ပတ်သက်တဲ့အကူအကားတွေကိုလည်း description မှာဖော်ပြပေးထားပါတယ်။ကျွန်တော်ရဲ့ YouTube channel က subscribe အားနည်းနေတဲ့အတွက် subscribe လေးကိုလည်းနှိပ်သွားပေးကြပါအောင်ခင်ဗျာ။